EDS expert data စာပေမှာကြိုဆိုပါတယ်ဒီနေ့ကတော့ဒီ video file မှာဘာတွေသင်ပေးမလဲဆိုလို့ရှိရင်အဓိက VLOOKUP ပေါ့နော် VLOOKUP အကြောင်းကိုသင်ပေးမယ် Excel ကိုသုံးပြီဆိုလို့ရှိရင်ပေါ့နော် Excel formula တွေသုံးပြီးတော့မှလုပ်တဲ့ report တွေထုတ်တာပဲဖြစ်ဖြစ် data တွေနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်ပေါ့နော်အသုံးအဝင်ဆုံးပေါ့နော်အသုံးအဝင်ဆုံး formula က VLOOKUP ဖြစ်ပါတယ် VLOOKUP ပေါ့နော် VLOOKUP ပေါ့နော်ဒီ VLOOKUP ဆိုတဲ့formula အကြောင်းကိုပြောမှာဖြစ်ပါတယ် VLOOKUP ဆိုတာက VLOOKUP ကိုဘယ်နေရာမှာသုံးလဲပေါ့နော်ဥမာအားဖြင့်အခုဒီမှာဆိုရင် data ရှိနေမယ် okay ကို့မှာdata သူ့ရဲ့ data အများကြီးပေါ့နော်ရှိနေမယ်VLOOKUP သုံးမဲ့ပုံစံကကြတော့ okay ကို့မှာဒီဥပမာ1 2 10ကို copy ယူပြီးတော့မှဒီမှာတစ်ချက်ချချင်နော် okay ကို့မှာဘာလဲဆိုရင်data အများကြီးရှိနေတဲ့ data တစ်ခုရှိမယ်အဲ့ဒီ data ဒီ data မှာဆိုရင် okay ဒီ data ကိုကြည့်မယ်ဆိုရင်ဒီမှာorder ID ရှိမယ်တခြား order date ပေါ့နော်ဒီမှာ product ကလေးကို okay ဒီထဲမှာဒီရှိနေတဲ့data မှာဆိုလို့ရှိရင်ဘာလဲဆိုရင် order ID ဆိုတဲ့တစ်ခုပဲပေါ့နော်ဒီ order ID တစ်ချက်ကြည့်မယ်ဆို order ID တစ်ခုပဲ unit ဖြစ်နေ unit ဖြစ်နေတယ်ဆိုတဲ့ဟာကကြတော့ data တစ်ခုမှာ unit ဖြစ်နေတယ်ဆိုတာအထက်တာမရှိတာပေါ့နော်ဥပမာအဖြစ်ဒီမှာဆိုလို့ရှိရင်တစ်ချက်ကြည့်မယ်တခြားဒီမှာ category ဒီမှာ category မှာကြည့်မယ် category မှာကြည့်မယ်ဆိုရင်ဒီမှာ furniture ရှိမယ် okay furniture ဆိုတဲ့အရာကို select မှတ်ပြီးတော့မှfilter လေးပေါ့နော်နေ့ကတင်လို့ filter လေးတစ်ချက် okay ဒီမှာဆိုရင် furniture လို့ပတ်သက်တဲ့ဒီ furniture ရဲ့အောက်မှာပေါ့နော်တခြားသူကတစ်ခုတည်းရှိနေတာမဟုတ် furniture ဒီမှာအများကြီးရှိနေတာ cell တွေအများကြီးသူ့မှာ column တွေအများကြီးရှိနေတာပေါ့နော် column တွေအများကြီးရှိနေတယ်ပြီးရင်သူ့ရဲ့ဘေးရဲ့တန်ဖိုးတွေအများကြီးရှိနေတယ်ဒီမှာဒီ furniture ဘေးမှာဆိုလို့ရှင်လဲတစ်ချက်ကြည့်လိုက်ရင်ဒီ product မှာဆိုလို့ရှင်လဲသိတာလေဒီမှာ desk chair ဆိုလဲဒီမှာနှစ်ခုရှိနေ desk ဆိုလဲနှစ်ခုရှိနေအဓိကက unit ဖြစ်တယ်ဆိုတာကတစ်ခုတည်းပဲရှိနေရမှာဒီ data ထဲမှာတစ်ခုတည်းပဲဖြစ်နေတဲ့အရာ okay order ID ကိုကြည့် order ID ကနေပြီးတော့မှဒီမှာ2ဆိုတဲ့ຢာလေးကိုပဲဆက်လက်မှတ်ပြီးတော့ okay လုပ်ကြည့်မယ် okay 2ဆိုတာကသူ့ရဲ့ column က2နဲ့ပတ်သက်တဲ့ column ကတစ်ခုပဲရှိတယ်နောက်ကကိုက2မဟုတ်ဘူးတခြားတစ်ခုကြည့်မယ် okay 8ဆိုလို့ရှိရင်လည်းဒီမှာ8နဲ့ပတ်သက်တဲ့ column ကတစ်ခုပဲရှိတယ်အဲ့လိုမျိုးတစ်ခုပဲ data ကရှာကြည့်လိုက်လို့ဒီလို data ကြည့်လိုက်လို့ data က unit ဖြစ်နေတယ်တခုပဲရှိနေတဲ့အရာပေါ့နော်တခုပဲရှိနေတဲ့အရာကဒီမှာ order ID တခုပဲရှိတယ်ဆွမ်းနာပြောတဲ့တခြားအရာတွေစစ်ကြည့်ရင်လည်းတခြားကြတော့သူ့ရဲ့ထပ်နေတာတွေရှိမယ်ပေါ့နော်သူ့ရဲ့ဒီလိုမျိုးပြောမယ်ဆိုလို့ရှိရင် row တွေပေါ့နော် row တွေထပ်နေတာတွေရှိတယ်အဲဆိုကိုဆက်လက်မှတ်ကြည့်ရင်သိတာတယ် unit ဖြစ်နေလားပေါ့နော်တခုတည်းဖြစ်နေလား date ဆိုလို့ရှိရင်လည်း date တွေအများကြီးရှိနေထပ်နေတာတွေဖြစ်နိုင်တယ်ကွာဥမာအပြင်ပြောမယ်ဆိုလို့ရှိရင်ဒါဒီမှာဆိုတာထက်ဒီဒါကိုပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့order တင်နဲ့ပေါ့နော်delivery service မှာ order တင်နဲ့ဟာလိုမျိုးတစ်ချက်စဉ်းစားကြည့် okay သူ့ရဲ့ order ကသူ့ရဲ့ order ID ကတော့လုံးဝ unit ဖြစ်နေမှာ order ID ကတယောက်နဲ့တယောက်ကလုံးဝတူမှာမဟုတ်ဘူးသူ့ရဲ့ဥမာသူမှာမဲ့ product က okay laptop နဲ့ notebook တယောက်က laptop လဲမှာမယ်တခါနောက်တယောက်ကလည်း laptop ပဲမှာမယ်နောက်3ယောက်မြောက်ကလည်း laptop ပဲသူလိုချင်တယ် laptop ပဲမှာမယ်အဲ့လိုမျိုးသူကတူနိုင်တယ်ပေါ့နော်ဒီ laptop သူတို့မှာမဲ့ပစ္စည်းကတော့တူနိုင်တယ်နောက်ပြီးတော့မှာတဲ့ date ကလည်းတူနိုင်တယ်ပေါ့နော်ပထမတစ်ယောက် laptop မှာတဲ့သူကလည်းဥမာတလားပိုင်း31ရက်နေ့မှာမှာမယ် okay ဒုတိယနောက်ထပ်တစ်ယောက်ကလည်းသူက laptop ပဲမှာမယ်အဲ့ရက်မှာပဲမှာမယ်ဆိုလို့ရှိရင်သူကတူနေနိုင်တယ်အဲ့ data တွေကတူနေနိုင်တယ်အဲ့လိုအားဖြင့်အဲ့လိုမျိုးဆိုလို့ရှိရင် data လုံးဝမတူတဲ့ဟာပေါ့နော်စောနာပြောတဲ့data မတူဘဲနဲ့ unit ဖြစ်နေတဲ့အရာတစ်ခုကတော့ရှိကိုရှိရမယ်။ဘာလဲဆိုလို့ရှိရင် order ID ဒီ device service တွေမှာဆိုလို့ရှိရင်လည်း order ID ကလုံးဝတစ်ယောက်နဲ့တစ်ယောက်မတူနေဘူး။သူကလည်းသူမှားတဲ့ပစ္စည်းတူရင်တူမယ် date တွေတူရင်တူမယ်။တခြားသူရဲ့မှာတဲ့ quality ပေါ့နော်quantity အရေးအတွက်တွေလည်းတူရင်တူမယ်ဈေးနှုန်းတွေလည်းတူရင်တူမယ် okay အဲ့ဒါတွေကတူတာဖြစ်နိုင်တယ်ဒါပေမဲ့မတူတာတစ်ခုကတော့ရှိကိုရှိရမယ်ဘာလဲဆိုရင်အဲ့ဒါမှဥမာမှားနေတဲ့ customer အချင်းချင်းကိုကမှားစရာမရှိမှာပေါ့နော်အဲ့လိုမျိုးမလုံးဝကိုမတူတဲ့ unit ဖြစ်တဲ့
data တစ်ခုကတော့ရှိမယ်ဒီမှာဆိုလို့ရှိရင်ဒါ order ID ဆိုတဲ့ unit တစ်ခုရှိနေမယ်ပေါ့နော် okay ပြောချင်တာကအဲ့ဆိုရင် data တစ်ခုမှာဆိုလို့ရှိရင် unit ဖြစ်နေတဲ့data တစ်ခုကလည်းရှိရမယ် okay ကိုကအဲ့ဒီ unit ဖြစ်နေတဲ့ data ပေါ်မူတည်ပြီးမှတခြားကိုရှာခြင်းတဲ့အရာတွေတစ်ခုရှိနေမယ်ပေါ့နော်ဥပမာဒီမှာဆိုလို့ရှိရင်ကိုမှာ order ID ရှိနေမယ် order ID က unit ဖြစ်တဲ့ကြောင့် order ID ကိုပဲအဓိကထားပြီးတော့မှရှာရမယ်ကိုကအမျိုးအစား category ကိုကအမျိုးအစားကိုရှာခြင်းတယ် okay ဒီ order ပထမ order မှားသွားတယ်ဒီမှာ order ID number 1ကဘယ်လိုမျိုးအမျိုးအစားကိုမှားသွားတာလဲပေါ့နော်သူရဲ့ဒီ furniture မှားတာလားဒါမှမဟုတ်လို့ရှိရင်ဒီ technology နဲ့ပတ်သက်ပြီးတော့မှမှားတာလားပေါ့နော်အဲ့လိုမျိုးကိုမှမူတည်ပြီးကိုကရှာကြည့်ခြင်းတယ်အဲ့လိုမျိုးအခါမျိုးမှာဆိုရင် vlogger ကိုသုံးတယ်ပြန်ပြောမယ်ဆိုရင် vlogger ကိုသုံးတဲ့အခါမှာဆိုလို့ရှိရင်ကိုရဲ့ဒီရှိနေတဲ့ data တွေကနေပြီးတော့မှဥမာဒါဆိုလို့ရှိရင်ကိုကdelivery လုပ်တဲ့ data တွေအများကြီးရှိနေအောက်မှာလည်းအများကြီးရှိနေအဲ့ထဲကနေပြီးတော့မှကိုကသူ့ရဲ့ order ID လိုက်မူတည်ပြီးတော့မှဘယ်လိုမျိုးအမျိုးအစားတွေကိုမှားတာလဲဆိုတာကိုကသိကျင်တယ်ပေါ့နော်အဲ့လိုအခါမျိုးမှာဆိုလို့ရှိရင်ဒီ vlogger ကိုကြည့်ပြီး vlogger ကိုသုံးပြီးတော့မှရှာလို့ရတယ်ပေါ့နော်ပထမရက်တွေတုန်းကတင်ခဲ့ဘူးတဲ့ပေါ့နော် filter ပေါ့နော်အဲ့ filter ပုံစံမျိုးနဲ့လိုက်ပြီးတော့မှကိုကကြည့်မှာလား okay ကိုက order ID ကဒီ order ID number 1ကဘယ်လိုမျိုး category အမျိုးအစားကိုမှားသွားလဲဆိုတာသိကျင်တဲ့အတွက်ကြောင့်ကိုကဒီမှာ select မှတ်ပြီးတော့မှ okay order ID 1ကတော့ဒီမှာ technology ကိုရှာထားတယ် okay ကိုက2လဲရတယ်2လဲလိုက်ပြီးတော့မှရှာမယ်တခါကိုက8ကိုသိကျင်တယ်ဆိုလို့ရှင်လဲ8ကိုလိုက်ပြီးတော့ဒီမှာ select မှတ်မယ် okay အဲ့ဆိုရင်ဒီလိုမျိုးတော့ကြာလာတာမှန်တယ်ကိုကဒီအဲ့လိုမျိုးတစ်ခုချင်းကိုလိုက်ပြီးတော့မှပေါ့နော်ရှာနေကျင်တာမဟုတ်ဘူးကိုကဒီမှာကဏ္ဍတစ်ခုကိုသိကျင်တဲ့ကဏ္ဍတစ်ခုဥမာကိုက order ID ကိုက20ဆိုရင်လဲ20ကိုရိုက်လိုက်တာနဲ့အဲ့20ရဲ့သူ့ရဲ့ category ကဘယ်လိုမျိုးလဲဆိုတာကဘာဖြစ်လဲဆိုတာကိုတန်းသိကျင်တာအဲ့လိုအခါမျိုးတွေမှာဆိုလို့ရှိရင်vlogger ကိုသုံးပါတယ်ဆိုတော့စပြီးတော့မှ vlogger ရဲ့ formula ပေါ့နော် vlogger formula စပြီးရေးမယ်okay အဲ့ဆိုတော့vlogger ကအဲ့လိုမျိုးနေရာတွေမှာသုံးတယ်ပေါ့နော်အဲ့ဆို vlogger ကိုသုံးမယ်ဆိုလို့ရှိရင် data အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကိုရှာခြင်းတဲ့ဒီ unit ဖြစ်တဲ့ data တခုကိုစီမှာရှိနေရမယ်နောက်ပြီးတော့မှကိုရှာမဲ့ဒီ table ကြီးထဲမှာပေါ့နော်ထားပါကိုရှာခြင်းတဲ့ data တွေထဲမှာလဲ unit ဖြစ်နေတဲ့ကိုရဲ့ဒီမှာ order ID unit ဖြစ်တဲ့ဆိုရင်သူမှလည်း order ID unit ဖြစ်တဲ့ဟာတခုရှိရမယ်ပြီးတော့ကိုရှာခြင်းတာ category ဖြစ်ရှာမယ်ပေါ့နော် okay အဲ့လိုရှာမယ်ဆိုလို့ရှိရင်တခါကိုကဒီ vlogger formula ကိုရိုက်မယ် okay vlogger formula က equal formula ရိုက်မယ်ဆိုရင် equal ပြီးရင် vlogger ပေါ့နော်ပြီးရင် tag လေးကိုခုန်လိုက်မယ် okay vlogger formula စပြီးရေးတော့မယ်ဆိုတာနဲ့သူ့မှာဒီမှာvlogger လို့ကိုကရိုက်လိုက်တာနဲ့သူကဘာတွေဒီ formula ထဲမှာဘာတွေကိုထည့်ရမယ်ဆိုတာဒီမှာတခါတည်း easy ကပေါ်ပြီးသားဒီမှာပထမတစ်ခုကကြာဒီမှာ lookup value ကိုကြည့်ရမယ့်တန်ဖိုးရှိမယ်တဲ့ပြီးရင်တစ်ခု comma လေးခံတဲ့နောက်က table array ကိုက table array လေးကိုကထည့်ရမယ်ဆိုတာပါတယ်နောက်က comma ပြီးရင်ဒါက C1 ဆိုတာက column ပြော column index number ပေါ့နော်num က number ကိုပြောတာအဲ့ဆိုရင် column index number column ရဲ့ဒီလိုမျိုးဒါဆိုရင်အရင်တော့ပြောခဲ့တယ် column ဆိုတာဒီမှာ1ခု2ခု3ခုအဲ့လိုမျိုး column တွေကိုပြောတာအဲ့လို column အရေးအတွက်ကိုရှိမယ်နောက်ပြီးတော့လို့ရှိရင် range lookup ဆိုပြီးတော့မှရှိမယ် okay ဒါကတော့ဒါ vlookup ဆိုတဲ့ formula ကိုသုံးမယ်ဆိုတာနဲ့ရေးရမယ်ပေါ့နော်ရေးရမယ့်အရာတွေသူကတခါတည်းပြထားတယ် okay ပထမဆုံးအခုဒီမှာ vlookup မှာပထမဆုံးစရေးရမှာ lookup value ဒီမှာအမဲရောင်လေးနဲ့ဘိုးအနေနဲ့ပြပေးထားတယ်ပေါ့နော် lookup value okay lookup value ဆိုတာကဘာလဲ lookup value ဆိုတာကကိုကအခုဒီမှာဆိုလို့ရှိရင်ကိုက category ဆိုတဲ့အရာကိုရှာခြင်းနဲ့ဘယ်အပေါ်မှာမူတည်ပြီးတော့မှရှာမှာလဲစွမ်းနာပြောတဲ့ unit ဖြစ်နေတဲ့ဒီ order ID ပေါ်မူတည်ပြီးတော့မှကိုကရှာမှာ okay အဲ့ unit ဖြစ်နေတဲ့ကိုရှာခြင်းတဲ့အရာအဓိကကိုရှာမဲ့တန်မို့ဒီ order ID ရဲ့ဒီမှာအခုတစ်ဆိုလို့ရှိရင်ဒီ order ID နံပါတ်1ကိုရှာခြင်းတာအဲ့ဆိုရင်ကိုကအဲ့ဒီကိုရှာခြင်းနဲ့ဒီ lookup value ဆိုတာကဒီorder ကိုရှာခြင်းနဲ့ပေါ့နော်မူတည်တဲ့ဒီ order ID နံပါတ်1ကိုပဲတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒါဖြစ်တယ် okay
နှိပ်ပြီးသွားလို့ရှိရင်သူကသူ့ရဲ့ကော်မာလေးခံရတဲ့အတိုင်းပဲ keyboard မှာကော်မာလေးတစ်ချက်ရိုက်လိုက်မယ် okay ရိုက်ပြီးသွားလို့ရှိရင်နောက်က table array ဒီမှာနောက်တစ်ခုကဒီမှာ bowl လေး table array ဆိုတာကဘာကိုပြောရလဲဆိုရင်ကိုကဒီ order id ပေါ်မူတည်ပြီးတော့မှကိုလိုချင်တဲ့တခြား data အများကြီးရှိတဲ့စီကိုသွားရမယ်ပေါ့နော်ကိုရှာချင်တာဒီ data ကြီးတွေကနေပြီးတော့ကိုကထုတ်ယူချင်တာ okay အဲ့ data ကိုသွားပြီးတော့ select မှတ်ရမယ် select မှတ်တဲ့အခါမှာလည်းဘယ်ကနေစပြီးတော့ဒီနားကနေမှတ်မှာလားဟိုနားကနေစမှတ်မှာလား select မှတ်တဲ့အပေါ်ကဘယ်နားနေစမှတ်မလဲဆိုလို့ရှိရင်အဓိကကိုကဒီမှာ order id ကိုရှာပြီးအဓိကထားပြီးရှာနေတာအဲ့ဆိုရင် order id ရှိတဲ့နေရာကနေပဲစမှတ်မယ် okay order id ကဒီမှာရှိနေတာ column A မှာရှိနေတာကိုကဒီမှာ select မှတ်လိုက်မှတ်ပြီးသွားလို့ရှိရင်ကိုကဘယ်အဲ့ order id ကနေစပြီးတော့မှဘယ်ထိဆွဲရမှာလဲဘယ်နာဒီအဆုံးထိဆွဲမလားဒီထိဆွဲရမလားကိုကဘယ်ထိဆွဲရမလဲဆိုတော့အဓိကမဖြစ်မနေကတော့ကိုရှာချင်တာက order id ပေါ်မူတည်ပြီး category ကိုရှာချင်တာအဲ့ဒါဆိုရင် category ရှိနေတဲ့ column အထိကတော့ကိုကအလွန်ဆုံးဆွဲရမယ်ပေါ့နော် okay ဒီကနေစပြီးတော့မှဒီမှာ category အထိအလွန်ဆုံးဆွဲရမယ် category ရဲ့နောက်ပိုင်းကိုတော့ region ဒီအထိဘယ်လောက်ဒီဘက်အထိဆွဲလဲရတယ်ပြဿနာမရှိဘူးဒါပေမဲ့ကိုက category ကိုရှာချင်တာဖြစ်တဲ့ကြောင့်မို့လို့ category အထိတော့ကိုက select မှတ်ခဲ့ရမယ် okay ဒီမှာ select မှတ်တာနဲ့ဒီမှာ A ကနေ D column A ကနေ D အထိ select မှတ်ပြီးသွားပြီ okay ဒါက table array ဆိုတဲ့ဒါကသူ့ရဲ့ table ကြီးကို select မှတ်တာကိုခေါ်တယ် okay အဲ့ပြီးသွားလို့ရှင် comma ပြီးသွားလို့ရှင်column index number ဆိုတာကဘာကိုပြောလဲဆိုလို့ရှိရင်ကို select မှတ်ခဲ့တဲ့အခုခုနကဒီ table array မှာကို select မှတ်ခဲ့တာဒီမှာ column A ကနေ D အထိ select မှတ်ခဲ့တာအဲ့ဒီ select မှတ်ခဲ့တဲ့အရေးအတွက်ကိုသူကနံပါတ်အနေနဲ့တွက်ခိုင်းတာ okay ကိုက select စမှတ်ခဲ့တာ A ကနေစမှတ်ခဲ့တာဒီမှာ column order id ကနေ select ဒီကနေဒီမှာ select မှတ်ခဲ့တဲ့ဟာကိုပထမဆုံးစပြီးတော့ select မှတ်တဲ့နေရာကနေ1ကနေစပြီးတော့ကိုကရေးတတ်မယ်1 2 3 4ပေါ့နော်ဒီမှာကိုကဘယ်အထိအများဆုံးမှတ်ခဲ့ရလဲဆိုရင်ကိုကဒီအထိဒီ category ဆိုတဲ့ column D အထိမှတ်ခဲ့တာအဲ့ဆိုရင်ဒီကနံပါတ်4အမြောက်ပေါ့နော်ဒီကနေစပြီးတော့မှ1 2 3 4ကို select မှတ်ခဲ့တာကနံပါတ်4ပေါ့နော်အဲ့ဆိုရင်အဓိကကတော့ဒီနံပါတ်4ဆိုတာကကြတော့ okay ဒါဆိုရင်ဒီမှာကအဖြေက4လို့ရိုက်မယ်ဘာလဲဆိုတော့အဓိကဒီ select မှတ်တယ်ဆိုတာအဓိကကိုစပြီးတော့မှ okay select မှတ်ခဲ့တာက order id ဒီ order id ကနေစပြီးတော့မှအဓိကကိုက category ကိုရကျင်တာလား category ကိုရကျင်ရင်1 2 3 4 category အထိသွားဒီနေရာမှာကိုက category ကိုရကျင်တာမဟုတ်ဘူး product ကိုရကျင်တာဆိုလို့ရှိရင်လည်းကိုက1 2 3လို့ရိုက်လိုက်တာနဲ့သူက product ရဲ့တန်ဖိုးပဲကြပြီမှာအဓိကပြောချင်တာကကိုလိုချင်တဲ့ category product ဆိုရင်လည်း product အဲ့ရဲ့ column ရဲ့ကိုစပြီးတော့မှ1 2 3ရီးတဲ့အရေးအတွက်ပေါ့နော်အရေးအတွက်ကိုစပြီးတော့မှထည့်ရတာဖြစ်တယ်အဲ့ဆိုရင်ဒီမှာဆိုလို့ရှိရင်ကိုက category ကိုလိုချင်တာဖြစ်တဲ့ကြောင့်မလို့ကိုစပြီး select မှတ်ခဲ့တဲ့ order id ကနေစပြီးတော့1 2 3 4အဲ့ဆိုရင်4လို့ရိုက်မယ် okay ဒါ4လို့ရိုက်ပြီးသွားပြီနောက်ထပ် range lookup ဆိုတာကဒီမှာကိုက comma လို့နှိပ်လိုက်တာနဲ့ဘာလေးပေါ်လာလဲဆိုရင်2တဲ့ approximate match ဆိုပြီးတော့မှပေါ်လာတယ်အောက်မှာကျ false exact match ပေါ့နော်နှစ်ခုရှိတယ်ဒါကဘာကိုပြောလဲဆိုလို့ရှိရင် 2 approximate match ဆိုတာကကြတော့ကိုက order id အပေါ်မှာမူတည်ပြီးတော့မှရှာတာ order id number 1ဆိုလို့ရှိရင်ကိုကတကယ်2ဆိုတဲ့အရာကိုနှိပ်မယ်ဆိုလို့ရှိရင်တကယ်လို့ तू က1ရှိနေ1ကရှိနေဆိုရင်တော့1အတိုင်းပဲ1ရဲ့တန်ဖိုးကိုပြပေးမယ်တကယ်လို့1မရှိဒီထဲမှာ1လို့မရှိနေဘူးပေါ့နော်ကိုရှာခြင်းတဲ့အရာကမရှိနေဘူးဆိုရင် तू ကသူ့ရဲ့ခံမှန်းခြေအနေနဲ့ तू ကတွက်ပြီးတော့မှကိုက်ညီတဲ့အရာကိုထည့်ပေးမှာအောက်က false ကကြတော့ဗာလဲဆိုရင်သူက exact တိကျနဲ့ကိုက်ညီတဲ့ဟာကိုပဲလိုချင်တာ။ဘာလဲဆိုရင်တကယ်လို့1ကိုရှာတာက1လို့ရှာတယ်ဆိုလို့ရှိရင်1ရှိတယ်ဆိုလို့ရှိရင်ဒီမှာအဖြေပေါ်ပေးတကယ်လို့1ကမရှိနေဘူးဆိုရင်အဖြေပေါ်မပေးနဲ့အဲ့လိုမျိုးကိုကအတိအကျကိုပဲလိုချင်တာအဲ့လိုအခါမျိုးနေမှာဆိုလို့ရှိရင်ဒီက false ကိုသုံးတယ်အများသောအားဖြင့် false ကိုသုံးတယ်ပေါ့နော်ကိုကဗာလဲဆိုရင်ကိုကမှ1ကိုရှာကျင်တယ်ဆိုရင်1ရဲ့ data ရှိတဲ့အပေါ်မှာပဲမူတည်ပြီးတော့ကိုကရှာကျင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကအမြဲတမ်း false exact အတိအကျတန်ဖိုးကိုပဲလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ okay false ကိုနှိပ်လိုက်မယ်ပြီးသွားလို့ရှိရင် enter ခောက်လိုက်မယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာရသွားပြီ okay ဒါရတယ်ဆိုလို့ရှိရင်ဒီမှာ order 1ရဲ့ category က technology okay အဲ့ပြီးသွားလို့ရှိရင်ကိုကဒီမှာနောက်ထပ်2တွေ3တွေကိုလည်းရှာကျင်နေတယ်ဒီမှာကိုရှာကျင်တဲ့အရာကိုက select ဒီ excel ရဲ့ formula ရေးပြီးသွားလို့ရှင်ကိုကနောက်ထပ်တစ်ခုထပ်ပြီးတော့ရေးစရာမလိုဘူးနောက်ထပ်တခြား id တွေကို order id တွေကိုရှိကျင်နေဆိုရင်ကိုကဒီမှာဆွဲပြီးတော့မှဆွဲချလိုက်အောင်မယ်
ထောက်ပြီးတော့မှဒီလိုအပေါင်းလေးမှာကလစ်နှစ်ချက်နှိပ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီကနေပြီးတော့မှအောက်ထိကိုက mouse ကို left click ကိုဖိပြီးတော့မှအောက်ထိဆွဲလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒါဆွဲလိုက်တာနဲ့ကိုကသူ့ရဲ့ဒီမှာသူ့ရဲ့ဟို category တန်ဖိုးတွေကိုဒီမှာ1ဆိုရင်လည်း1အတိုင်းသူကချပေးတယ်။ Okay ကိုကဒီနေရာမှာဟိုအဲ့1နဲ့2တွေမရချင်ဘူးဒီမှာ20ကနေစပြီးတော့မှဟို30အထိကိုကရချင်တယ်ဆိုရင်ရတယ်။ Okay ကိုကဒီမှာ copy paste ရှာပဲဖြစ်ဖြစ်ရိုက်တာပဲဖြစ်ဖြစ်ကိုကထည့်လိုက်တာနဲ့သူကတခါတည်းဒီမှာဟိုသူနဲ့သက်ဆိုင်တဲ့ category ကိုတန်းပြီးတော့မှကြာလာခဲ့ပေးတာပေါ့နော်ကိုလိုချင်တာကိုတခါတည်း formula တခါရေးထားတာနဲ့ကိုလိုချင်တာကိုတန်းပြီးတော့မှကြာလာခဲ့တယ်ပေါ့နော်ဒါကvlogger သုံးတဲ့နည်းပေါ့နော် okay ဒီမှာဆိုလို့ရှိရင်အဓိကဆက်လက်မှတ်တဲ့နေရာပေါ့နော်အဲ့လေးနဲ့ပတ်သက်ပြီးပြောချင်တာကြအခုဒီမှာကိုတွေဆက်လက်မှတ်ခဲ့တဲ့ table array ကိုဆက်လက်မှတ်ခဲ့တဲ့နေရာမှာဒီ column ဒီလိုမျိုး column A ကနေစပြီးတော့မှဒီအထိဆိုပြီးတော့ဒီအပေါ်လေးကနေစပြီးတော့မှဒီလိုမျိုးဆက်လက်မှတ်ခဲ့တယ်ကိုကအဲ့လိုမျိုးဆက်လက်မှတ်ခဲ့တာမဟုတ်ဘဲနဲ့ကိုကဒီလိုမျိုးဆက်လက်မှတ်တဲ့သူတွေဆိုလို့ရှိရင်ဟိုမှာဒီ order နေကနေစပြီးတော့မှ okay ဒီထိဆက်လက်မှတ်မယ်ဒီလိုမျိုးလိုက်ပြီးတော့မှဆွဲတာပဲဖြစ်အဲ့လိုဆက်လက်မှတ်တဲ့သူတွေအတွက်တခုမှားတတ်တာပေါ့နော် vlogger ရဲ့မှားတတ်တာတခုကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုကဟိုဆဲတွေနဲ့ပတ်သက်ပြီးတော့မှဆဲကိုအခုဒီမှာဆိုလို့ရှိရင်ဒီမှာတစ်ချက်ထောက်ကြည့် okay ဒီမှာ20 order 20ဒီမှာအကုန်လုံးကဒီ column ကနေစ column ကိုပဲဒီလိုပေးတဲ့အတွက်ကြောင့်မလို့ okay A to D ပဲဒါကတော့ပြောင်းလဲရမရှိဘူးနောက်ထပ်တစ်ခု okay ဒီမှာထောက်ကြည့်မယ်ဆိုရင်သူကအောက်ကိုဆွဲလိုက်လို့ရှိရင် formula ရဲ့ပုံစံကအောက်ကိုဆွဲရင်အောက်ကိုဆွဲတဲ့အတိုင်းသူ့ရဲ့ဒီမှာဆဲရအောက်မှာကိုလှုပ်ရှားမလို့ပဲဒီမှာ20ကနေပြီးတော့23ကိုတခါတည်းဆက်လက်မှတ်ထားတာအဲ့လိုမျိုးဆွဲသွားတာအဲ့ဒီအချိန်ဒီမှာလေဒီနောက်ထပ်ဒီ A to D ကကြတော့ဒီမှာရွေ့သွားတာမရှိဘူးပေါ့နော်အဲနောက်ထပ်တခြား formula လေးတစ်ခုထပ်ရေးကြည့်မယ်ဒီ vlogger ကိုပဲအဲ့ဆဲရွေ့တဲ့ပုံစံလေးကိုတစ်ချက်ပြချင်လို့ပေါ့နော် okay အဲ့ဆိုရင် equal vlogger ဒီ okay ပြီးသွားလို့ရှိရင်ကိုရဲ့ရှာခြင်းနဲ့ဒီမှာ lookup value ကရှာခြင်းနဲ့ order id ကိုပဲဆက်လက်မှတ်မယ် comma နောက်ပြီးသွားလို့ရှိရင် table array ကဆွမ်းနာပြောသလိုပဲကိုက okay ဒီကနေပြီးတော့မှဟိုဒီ column ကနေပြီးတော့မှဒီလိုဆက်လက်မှတ်ပေးတာမဟုတ်ဘဲနဲ့ကိုကဒီလိုမျိုးဒီကနေပြီးတော့ဆက်လက်မှတ်မယ်အောက်ထိဆွဲချမယ်ဒီ mouse ကိုဖိပြီးတော့မှ left click ကိုဖိပြီးတော့အောက်ထိဆွဲရင်လည်းရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုကအဲ့လိုမျိုးအောက်မှာထိတိုက်အများကြီးမို့အဲ့လိုသွားဆွဲခြင်းမှုဆိုလို့ရှိရင်လည်းဒီလိုအပေါ်လေးကိုတစ်ချက်ဆက်လက်မှတ်ပြီးသွားလို့ရှိရင် keyboard ကနေပြီးတော့ control ရဲ့ shift ကိုနှိပ်ထားပြီးတော့မှနောက်ထပ် keyboard မှာဟို down arrow ရှိရ down arrow ကိုတစ်ချက်နှိပ်လိုက် okay အဲ့ဒါဆိုရင်ဒီမှာselect အောက်ဆုံးအထိ data ကိုသွားပြီးတော့မှ select မှတ်ပေးလိုက်တာပေါ့နော်ရှိသမျှ data အားလုံးကို select မှတ်ပေးတာဒီမှာလည်းသူရဲ့ဒီ formula ဘာမှလည်းတစ်ချက်ကြည့်လို့ရတယ်သူက A1 နေပြီးတော့မှတဲ့ D101 အထိပေါ့နော်ဒီလိုမျိုးအထိအောက်ထိအကုန်လုံး select မှတ်ပေးသွားတယ်ပြီးရင် okay comma နှိပ်မယ်နောက်က column index number ကဆွမ်းနာပြောသလိုပဲသူရဲ့ column အရေးအတွက်ကဒီမှာကိုရှာချင်တာက order id okay ကို select မှတ်ခဲ့တယ် order id ကနေစပြီးတော့မှ order id ကနေစပြီးတော့ကိုရှာချင်တာက category ဆိုရင်1နဲ့3 4အဲ့ဆိုရင် number 4 comma နောက်ကဒီမှာ force ပေါ့နော် exact match ကိုပဲနှိပ်မယ် okay enter okay စပြီးတော့မှဒီမှာ select ဆွဲကြည့်မယ် okay အဖြေကထွက်တယ်ဒီမှာအဖြေထွက်တယ်တစ်ချက်ပြောင်းလဲသွားတာတစ်ချက်ပြမယ်ဒီမှာတစ်ချက်နှိပ်လိုက်တယ် okay ဒါကတော့ပုံမှန်အတိုင်းပဲသူရဲ့ဟိုပုံမှန်ဟိုဆွမ်းနာရေးခဲ့တဲ့အတိုင်းပဲ okay အောက်ကိုတကူဆွဲခဲ့တဲ့ဟာတစ်ချက်ပြန်ရွက်အောက်ကတကူကြည့်မယ် okay ဒီမှာကတော့အတူတူပဲဒီ order id lookup value ဆွဲတဲ့ဟာကတော့သူကအောက်ကိုဆွဲတဲ့အတွက်ကြောင့်မို့လို့အောက်သူနဲ့တန်းသူ့ရဲ့ဆဲကတော့အောက်ကိုပဲတခုကျသွားမယ်အဲ့လိုမျိုးပဲနောက်ထပ်ဘာကျသွားသေးလဲဆိုရင်ဆွမ်းနာက order id ကနေ category နေစပြီးတော့မှအောက်ထိဆွဲခဲ့တဲ့အရာရဒီမှာအောက်ကိုတခုကျသွားတယ်order id တွေဆက်လက်မှတ်တော့အောက်က2ဒီမှာဒီ number 1နေစပြီးတော့ဆက်လက်မှတ်ခဲ့တယ်ဒီမှာအဖြေကပါနေသေးတယ်အဖြေရနေသေးတယ်ဆိုတာဘာလို့လဲဆိုရင်ဒီမှာ21ကကြတော့ဒီထဲမှာရှိနေလို့သူဆက်လက်မှတ်တဲ့ထဲမှာ21ကရှိနေလို့မို့လို့သူကကြာတာ okay အောက်ကိုဒီမှာတခြားတစ်ခုဆက်လက်မှတ်ကြည့်မယ် okay သူကတော့မှန်တယ် lookup value က24ပဲဒါပေမဲ့ okay ဒီမှာကြည့်လိုက်အောက်ဆုံးမှာ select ကြီးကအဲ့လိုမျိုးပြောင်းသွားတာအဲ့ဟာကိုအောက်ထိဆွဲကြည့်လိုက်ကိုဆက်လက်မှတ်ခဲ့ရနေပြီးတော့မှအောက်ကဆဲရဒီမှာကြီးအောက်ထိရောက်သွားတယ်ပေါ့နော်ဟော okay ဒါရဲ့သူ့ရဲ့အားနည်းချက်ကတကယ်လို့ကိုကဒီမှာ1ပေါ့နော်order id 1ကိုရိုက်ကြည့်လိုက်မယ် okay ဒီမှာ error ပေါ်သွားပြီဘာလို့လဲဆိုရင်သူ့ရဲ့ဆက်လက်မှတ်ခဲ့တဲ့ထဲမှာ1ကမပါတော့အောက်ထိဆွဲကြနေတဲ့အတွက်ကြောင့်မို့လို့1ကမပါတော့တဲ့အတွက်ကြောင့်မို့လို့1ကိုကရှာကျင်နေဆိုရင်တော့မှဒီမှာ error တက်သွားပြီအဲ့လိုမျိုးဆဲတွေရွေ့တာပေါ့နော်အောက်ကိုဒီလိုမျိုး
formula တစ်ခုရေးပြီးတော့မှအောက်ကိုဆွဲချလိုက်တဲ့အခါမှာဆဲတွေကရွေးတတ်တယ်ပေါ့နော်အဲ့လိုမျိုးရွေးတာမဖြစ်အောင်ဒါကသူ့ရဲ့ဆက်လက်မှတ်တဲ့ပုံမူတည်ပြီးတော့မှရွေးတာပေါ့နော်အဲ့လိုမျိုးရွေးတာမဖြစ်အောင်ကိုကဆဲကိုလော့ချတယ်ဆိုပြီးတော့မှဆဲလော့ချခဲ့ဖို့လိုတယ်ပေါ့နော်အဲ့ဒါကမေ့လို့မရဘူးအဲ့ဒါမေ့တာနဲ့ကိုရဲ့ data ကမမှန်တာဖြစ်နိုင်တယ် error တက်တာဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကဒီပထမပြောတဲ့ဒီလိုမျိုးcolumn နေစပြီးတော့မှဒီမှာလဲကြည့်လိုက် A to D column နေစပြီးတော့မှဆက်လက်မှတ်တဲ့သူတွေကကြာနဲ့ N ရဲ့ကင်းနေပေါ့နော်သူကရွေးစရာမရှိဘူးသူကအောက်က column နေလိုက်ပြီးတော့မှရွေးတာမဟုတ်ဘူး A to D ဆို A to D ပဲရှိသွားမှာသိလားဒါပေမဲ့လို့ तू ကလည်းဟိုအခုကအောက်ကိုဆွဲလို့အောက်ကိုဆွဲတာမဟုတ်ဘဲနဲ့ဘေးတိုက်ဆွဲသွားမယ်ဆိုရင်လေ तू ကသူ့ရဲ့ဟိုဟာ A to D ကနေပြီးတော့ဒီမှာ B to E အဲ့လိုမျိုးပုံစံပေါ့နော်ရွှေ့သွားမှာအဲ့ဆိုတော့အဲ့ဒါကတော့အခုတစ်ချက်ထားလိုက်အောင်မယ်ပေါ့နော်ဒီမှာဆိုရင်ဒီအခုဆွမ်းနာပြောတဲ့လောမကျသွားအောင်ဆွမ်းနာဒီအောက်ကိုဘာလို့တိုင်ဝမ်းရိုက်လဲဒီလိုမျိုး error တွေမတက်အောင်လောချမယ်ပေါ့နော်လောချတယ်ဆိုတာကဘာလဲဆိုရင်ဒီဆဲကွက်ကိုမရွေ့သွားခြင်းတာကိုရိုက်တဲ့ဆဲကွက်ကိုမရွေ့သွားခြင်းတာအဲ့ဆိုတော့ကိုကဒီ table array ဆိုတဲ့ဒီတစ်ခုလုံးကိုကိုကမရွေ့သွားခြင်းတာဖြစ်တဲ့ကြောင့်မို့လောချမယ် okay လောချတာက okay ဆက်လက်မှတ်တယ်ဆက်လက်မှတ်ပြီးသွားလို့ရှိရင် keyboard ကနေပြီးတော့မှ FN နဲ့ F4 ပေါ့နော် F4 ကိုတွဲပြီးတော့နှိပ်မယ် FN ကိုနှိပ်ထားပြီးရင် F4 နှိပ်လိုက်မယ်အဲ့ဒါဆိုရင်ဘာဖြစ်လာလဲဆိုလို့ရှိရင်ဒီမှာA ဒီမှာလဲတော့ကြည့်လို့ရတယ်နော်ဒီမှာဆိုတော့ A1 ဒီမှာ Sona ရှိနေတဲ့သူ့ရဲ့ဟိုဆဲနှိန်းတွေကိုသူကရှေ့မှာဒေါ်လာလေးဒီမှာ column နှိန်း A ရဲ့ရှေ့မှာရော1ရဲ့ရှေ့မှာရောဒေါ်လာလေးခံပြီးထားတယ်အဲ့ဒေါ်လာရဲ့သဘောတရားကပါလဲဆိုရင်သူက loss ချတာလို့ခေါ်တာ loss ချတယ်ဆိုတာကလုံးဝမရွှေ့တော့ဘူးပေါ့နော်ဒီဆဲကိုမရွှေ့ကျင်တာ okay enter နှိပ်လိုက်မယ်ပြီးသွားလို့ရှိရင်ကိုကပြန်ပြီးတော့မှဒီမှာဒီအတိုင်းဆွဲချလိုက်အဲ့ဒါဆိုရင်ဒီမှာကိုရှေ့က N50 ကတော့ကိုကဒီမှာကိုကလုံးမချခဲ့တဲ့အတွက်ကြောင့်သူ့အောက်ကိုဆင်းတဲ့အတိုင်းရွှေ့သွားတယ်ဒါပေမဲ့လို့ဆွမ်းနာပြတဲ့ဒီဘက်က table array ရဒီမှာအောက်ကိုမရွှေ့တော့သူရှိနေတယ်ကိုဆက်လက်မှတ်ခဲ့ရင်ဆက်လက်မှတ်ခဲ့တဲ့အတိုင်းလောကြနေပြီအဲ့ဆိုရင်ဒါမှန်သွားဖြေကလုံးဝမှန်သွားတော့မယ်ပေါ့နော်မှားစရာမရှိတော့ဘူးဆွမ်းနာပြောတဲ့ဒီမှာ1ပဲရိုက်ဒီနေရာမှာ2ပဲရိုက် okay 2ဆိုရင်2နဲ့ပတ်သက်တဲ့အရာ3ဆိုရင်3နဲ့ပတ်သက်တဲ့အရာသူကလည်းသူပြောင်းသွားမှာပဲအတူတူပဲသူကအဲ့ဒါပြစ်စရာအကြောင်းမရှိတော့ဘူးပေါ့နော်အဲအကြောင်းမို့အဲ့လေဆဲအခုလိုမျိုးဟို blocket ကိုပေါ့နော်formula ရေးတဲ့အခါမှာဆိုလို့ရှိရင် law ဒီ cell law နဲ့ပတ်သက်ပြီးတော့မှ law ချတင်လားမချတင်လားပေါ့နော်အဲ့လိုမျိုးကလည်းစဉ်းစားရတာတစ်ချက်ရှိတယ်ပေါ့နော်ဒီမှာတော့ okay cell တွေအကုန်လုံးသူ့ရဲ့ table array ကို cell အကုန်လုံး law ချတဲ့ဟာကိုပဲတစ်ချက်ပြောထားပေါ့နော်တခြားနောက်ဗီဒီယိုတွေမှာဆိုလို့ရှိရင်လိုအပ်ရင်လိုအပ်တယ်လို့ပေါ့နော်ပြောရင်းနဲ့လိုအပ်ရင်လိုအပ်တယ်လို့ဆဲလောချတဲ့အပိုင်းကိုထပ်ပြီးတော့ပြသွားပါမယ်ဒီနေ့တော့ဒီလောက်ပါပဲ okay ဆဲလောချနဲ့ပတ်သက်ပြီးတော့မှဆဲလောကဆဲလောချတာကဘယ်လိုချလဲဆိုလို့ရှိရင် keyboard မှာရှိနေတဲ့ FN ဆိုတဲ့ဟာလေးနဲ့အပေါင်း F4 ပေါ့နော် F4